မျက်လုံးတွေကหนีရဲနေပြီးလူတွေကိုတယောက်ချင်းလိုက်ကြည့်နေတယ်ရုတ်တရက်ကလေးဟာဖြည်းဖြည်းချင်းရေမောလိုက်တယ်အတန်ကကလေးရဲ့တန်မဟုတ်ဘူးအသက်ကြီးအိုမင်းနေတဲ့လူတယောက်ရေတန်လိုကြားရသူတိုင်းရဲ့ကြောရိုးတဲ့အေးဆက်သွားစေတယ်အဲ့ဒီအချိန်မှာပဲဆရာတော်ဦးဝိစိတ်တဟာရုတ်တရက်မျက်နှာပြတ်သွားတယ်မကောင်းတော့ဘူးဆရာတော်ရဲ့အတန်ဟာတုံရင်နေတဲ့တာဟာအသက်ခေါ်အစီရင်မဟုတ်ဘူးဒါဆိုဘာလဲဖေဟာဦးပိုးကအလန့်တကြားမေးလိုက်တယ်ဆရာတော်ကတောအုပ်ဘက်ကိုငေးကြည့်ရင်အတန်တိုးတိုးနဲ့ပြောလိုက်တယ်ဒါဟာရွာဆောင်ကိုနိုးထစေတဲ့အစီရင်ပဲစကားဆုံးတာနဲ့မြေကြီးဟာတုန်ခါလာတဲ့မြစ်ရည်တွေဟာရုတ်တရက်ပြောင်းပြန်စီးဆင်းလာပြီးတောအုပ်တွင်းကနေကြီးမားတဲ့အရိပ်ကြီးတစ်ခုထလာခဲ့တယ်အဲ့ဒီအရိပ်ကြီးရဲ့အမြင့်ဟာထမ်းပင်လောက်မြင့်မားပြီးမျက်လုံးနှလုံးကတော့ညမှောင်ထဲမှာမီးခဲလိုหนีရဲနေတဲ့ရွာသားတွေဟာကြောက်လန့်လွန်းလို့ထွက်ပြေးကုန်ကြပြီးဒါပေမဲ့ဆရာတော်ရဲ့မျက်နှာကတော့ပိုပြီးဖြူဖြော့လာတယ်။ဘာလို့လဲဆိုတော့အဲ့ဒီအရာဟာလူတွေကိုတတ်ဖို့ရောက်လာတာမဟုတ်ဘူး။သူ့ကိုနိုးထစေခဲ့တဲ့သူကိုပြန်ရှာဖို့ရောက်လာတာပဲ။တောအုပ်တွင်းကထွက်ပေါ်လာတဲ့အရေးကြီးကိုမြင်လိုက်ရတဲ့အခါရွာသားတွေဟာအသက်ရှူဖို့တောင်မေ့လျော့သွားကြတယ်။အဲ့ဒီအရာဟာလူမဟုတ်ဘူး။တိရစ္ဆာန်လည်းမဟုတ်ဘူး။ဒါပေမဲ့လူရောသားရဲရောပေါင်းဆက်ထားသလိုကြောက်မက်ဖွယ်အသွင်အပြင်နဲ့တဖြည်းဖြည်းရွာဘက်ကိုလှမ်းလာနေတဲ့ခြေလန်းတလန်းလှမ်းလိုက်တိုင်းမြေကြီးဟာတုန်ခါနေတယ်။ဆရာတော်ဦးဝိစိတ်တဟာမျက်လုံးမိတ်ပြီးပတီးကိုတင်းတင်းဆုပ်ကင်ထားတယ်။ပြီးတော့အတန်တိုးတိုးနဲ့မိတ်လိုက်တယ်။ဒီအရာဟာရွာဆောင်ပဲရွာဆောင်ဟုတ်လားဖေဟာဦးကူရဲ့အတန်ဟာတုံရင်နေတယ်ဆရာတော်ဟာအသက်ပြင်းပြင်းရှူလိုက်ပြီးပြောတယ်ဟုတ်တယ်ဒီတောအုပ်ကြီးကိုစောင့်ရှောက်နေတဲ့ပရလောကသားဒါပေမဲ့သူဟာလူတွေကိုအကြောင်းမဲ့မသက်ဘူးတယောက်ယောက်ကသူ့ကိုနိုးထအောင်လုပ်လိုက်တာအဲ့ဒီအချိန်မှာအရေးကြီးဟာရွာအဆက်မှာရက်တန့်သွားတယ်။หนีရဲနေတဲ့မျက်လုံးကြီးတွေကလူအုပ်ကြီးကိုမကြည့်ဘူး။တနေရာတဲကိုပဲစိုက်ကြည့်နေတယ်။အဲ့ဒီနေရာကတော့ဦးပရဲ့အိမ်နောက်ဘက်ခြမ်းပဲ။ရုတ်တရက်မြေပြင်ပေါ်မှာပက်လက်လန်နေတဲ့ဗိုက်ကြီးတွေရဲ့အလောင်းဟာလှုပ်ရှားလာတယ်။လက်ချောင်းတစ်ချောင်းလှုပ်လာတယ်။ရွာသားတွေအော်ဟစ်ပြီးနောက်ဆုတ်ကုန်ကြတယ်။တေပြီးသားအလောင်းဟာဖြည်းဖြည်းချင်းထထိုင်လိုက်တယ်။သူမရဲ့မျက်လုံးတွေကအဖြူရောင်တက်တက်ဖြစ်နေတယ်။ပြီးတော့သူမရဲ့ပါးစပ်ကနေလူတစ်ယောက်ရဲ့အတန်မဟုတ်တဲ့အတန်ကြီးထွက်လာတယ်။ငါကလေးကိုပြန်ပေးအတန်ကြီးဟာယောက်ျားတန်မိန်းမတန်ကလေးတန်တွေရောထွေးနေသလိုကြားနေရတယ်။အဲ့ဒီအချိန်မှာလက်ထဲကကလေးကိုခြိထားတဲ့အရေးမိန်းမကြီးဟာရုတ်တရက်ပျောက်ကွယ်သွားတယ်။ပြီးတော့ဦးကူရဲ့နောက်ကျောဘက်မှာပြန်ပေါ်လာတယ်သူကြီးနောက်မှာရွာသားတွေရဲ့အော်တန်နဲ့အတူဦးကူလှည့်ကြည့်လိုက်တဲ့အခါသွေးမီးတွေစီးကျနေတဲ့မျက်နှာကြီးဟာသူ့ရှေ့မှာကက်လျက်သားရှိနေခဲ့တယ်ဦးကူရဲ့အသက်ရှူတန်ဟာရုတ်တရက်ရပ်တန့်သွားတယ်သူ့မျက်နှာရှေ့တထွာတော်မကွာတဲ့နေရာမှာသွေးမီးတွေစီးကျနေတဲ့မိန်းမတစ်ယောက်ရဲ့မျက်နှာဟာအပြုံးတစ်ခုနဲ့စိုက်ကြည့်နေတယ်အဲ့ဒီအပြုံးဟာလူသားတစ်ယောက်ရဲ့အပြုံးမဟုတ်ဘူး။နာကြီးမှုအညိုးဝမ်းနည်းမှုတွေရောရှက်နေတဲ့အပြုံးမျိုး။ငါကလေးကိုပြန်ပေး